ရှင်တက်ကဒဝဲထူစီပိုင်းဆောင်ဒေတာမှာရှိတဲ့နေနဆောင်နဲ့စစ်ပေးခန်းတစ်ခုကိုမိထိုက်ရှို့တဲ့တရင်ကိုတော့ဒဝဲဝါရှအဖွဲ့သားတို့ကပြပြသွားမှာပါရေမျိုးနယ်ရှိဒဝဲထူစီပိုင်းဆောင်ဒေတာမှာစစ်ကြောင်းထိုးနေတဲ့အဆက်အနာရှင်တဟာဧကနိကျွာမှာဇူလိုင်လ29ရက်နေ့ကနေနဆောင်နဲ့စစ်ပေးခန်းတစ်ခုကိုမိရှုပ်ဖျက်ဆီးလိုက်တယ်လို့စစ်ပေးဆောင်ဒေတာခံတွေကပြောပါတယ်အင်အား900လောက်ရှိတဲ့အဲ့ဒီစစ်ကြောင်းဟာဇူလိုင်လ26ရက်မှာရေဖြူမြို့ဘက်ကနေကားလေးစီနဲ့ဝက်ချောင်းခမောင်ချောင်းဧကနိကျေးရွာတွေကိုဒုတိယအကြိမ်ဝင်ရောက်လာတာပါဇူလိုင်လ29ရက်မွန်လယ်ပိုင်းမှာဧကနိကျေးရွာကနေနှစ်ဆောင်နဲ့စစ်ပေးခန်းတစ်ခုကိုထပ်ပြီးမိရှုပ်ဖျက်ဆီးခဲ့တယ်လို့စစ်ပေးဆောင်ဒေသခံအချို့ကပြောပါတယ်ဇူလိုင်လ9ရက်ကဧကနိကျေးရွာကိုပထမအကြိမ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့အခါမှာလေနေ20လောက်ကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ပထမအကြိမ်မိရှုပ်ခဲ့တော့ကနေ20လောက်ရှိပြီးအဲ့ဒီတဲကလောဝပြည့်စည်တာနေ80လောက်ရှိပါတယ်ကျန်တဲ့နေ20ကျော်ကလည်းအနည်းငယ်ထိခိုက်ပျက်စီးခဲ့လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်ဆက်နာရှင်တာဒဝဲထူစီဝိုင်းစုပ်တဲ့ပထမအကြိမ်ရောက်တဲ့အခါမှာလေဝဇွန်တော်ကျေးရွာကအနေနဲ့ဆောင်ကိုလေမိရှုပ်ဖျက်ဆီးခဲ့ပါတယ်ရုရှားနဲ့ပူးပေါင်းအကောင့်ထဲဖို့သဘောတူထားတဲ့ဒဝဲထူစီဝိုင်းစုပ်ကိုနေမီရှင်းလင်းမဲ့ဆိုပြီးဆက်နာရှင်တက်ဒူကောင်းဆောင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းဂျွန်လနှောင်ပိုင်းတိုက်ခင်းစင်မှာပြောဆိုပြီးတဲ့နောက်စစ်ကြောင်းဆက်တိုက်ထုံနေတာပါစစ်ကြောင်းထိုးတဲ့အချိန်နေတွေကိုမိရှုပ်ဖျက်ဆီးခဲ့တဲ့အပြင်ဖောက်ထွင်းပြီးတန်ဖိုးကြီးပစ္စည်းတွေအပါအဝင်ကားနဲ့ဆိုင်ကယ်အစီအစဉ်နဲ့ချီကိုလည်းအာရမယူဆောင်ခဲ့ကြပါတယ်။ဒါအပြင်စစ်ဘေးရှောင်ရေးကူညီနေတဲ့စေရနာဝန်ထမ်းလူငယ်3ဦးနဲ့အရတ်သား2ဦးကိုလည်းတပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီဆန္ဒရှင်တပ်စစ်ကြောင်းဟာဒဲနိမနေ့ပိုင်းမှာဧကနိကျေးရွာကနေပြန်လည်ထွက်ခွာလာပြီးဧကနိနဲ့ခမောင်ချောင်းကျေးရွာကြားတပ်ဖြောက်ထားတယ်လို့စစ်ရေးတရင်ရမြစ်တွေစီကသိရပါတယ်။ဒါပြင်ဒဝဲတူစီဝိုင်းစုပ်ထေရှိတဲ့ကျေးရွာတွေမှာလည်းဆက်သွယ်ရေးလိုက်တွေပြတ်တောက်လျက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကြောင်းကြောင့်ဧကနိကျေးရွာအုပ်စုရွာ9ရွာနဲ့ခမောင်ချောင်းဝဲချောင်းစားတဲ့ကျေးရွာတွေကဒေသခံပြည်သူထောင်နဲ့ချီစစ်ပေးရှောင်နေကြရတာပါ။မိုးများတဲ့အတွက်တောတောင်တွေမှာခိုလိုနေသူတွေဟာအထည်အမိုးကာနဲ့စာနပ်ရိတ်ခါတွေအရေးပေါ်အကူအညီလိုအပ်လျက်ရှိတယ်လို့စစ်ပေးရှောင်ပြည်သူတွေကပြောပါတယ်စေအုပ်စုကကော့တောင်ရနောင်းနယ်စပ်မှာအစစ်ဆေးပိုတင်ကျက်လာတယ်လို့မြန်မာနိုင်ငံသားခီးသွွားချုပ်စီကသိရပါတယ်။ဒီသတင်းအပြည့်အစုံကိုဒွဲဝါရှအဖွဲ့သားတို့ကပြပြမှာဖြစ်ပါတယ်။ကော့တောင်ရနောင်းနယ်စပ်ဖြတ်တန်းရမှာမြန်မာဘက်ကစစ်ဆေးမှုပိုတင်ကျက်လာတယ်လို့မြန်မာနိုင်ငံသားခီးသွွားချုပ်စီကသိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကော့တောင်ကနေရနောင်းဘက်သွားရင်စစ်အုပ်စုလက်အောက်ခံရဲတွေနဲ့လဝကဝထန်တွေကအသေးစိတ်စစ်ဆေးနေတာပါ။အရင်ကကော့တောင်ကနေရနောက်ဘက်သွားရင်စမက်ကတောင်းယူစစ်ဆေးတာနဲ့အိမ်ထောင်စုစရင်ရှိမရှိမေးမြန်းတာပဲရှိခဲ့တယ်လို့မြန်မာနိုင်ငံသားအချို့ကဆိုပါတယ်။ဇူလိုင်လအစောပိုင်းကစလို့မတ်ပုံတင်ဒါမှမဟုတ်စမက်ကတောင်းယူပြီးကွန်ပျူတာနဲ့စစ်ဆေးတာကိုရေးအချက်လက်ဖောက်ပြခိုင်းတာနိုင်ငံဝတ်ထန်လုပ်ဖူးတာရှိမရှိတွားရောက်တဲ့အကြောင်းရင်းစားတဲ့အသေးစိတ်ချက်လက်တွေကိုပါမေးမြန်းလာတာဖြစ်ပါတယ်။အဲ့ဒီအချက်လက်တွေကိုကော့တောင်မြို့ကန်နာလန်ရှိရုံးမှာဖြတ်တက်ခွက်တစ်စိတ်တုံထူးတဲ့အချိန်မှာစစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ကိုရင်ကျုပ်တွေ့ရသူတွေကပြောပါတယ်။ဆက်လေရဲ့နေထိုင်ခွင့်ရှိတဲ့ကော့တောင်စာအုပ်လို့ခေါ်တဲ့ဗိုလ်သားဖတ်နဲ့တွာလာသူတွေအပြင်9ရက်တက်တက်ရှိယာယီနယ်ဆက်ဖြတ်တက်ခွင့်လက်မှတ်လုပ်သူတွေကိုပါစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။ကော့တောင်စာအုပ်ကိုတာမန်အားဖြင့်ကော့တောင်မြို့နယ်အိမ်ထောင်စုစည်ရင်ရှိသူတွေကိုသာလုပ်ပေးတာဖြစ်ပါတယ်။ CDM ဝထန်ဖြစ်နေရင်စာအုပ်မလုပ်ပေးပဲမိန်းကလေးဆိုရင်အိမ်ပြန်လော့တဲ့အပြင်ယောက်ျားလေးဆိုရင်တော့ဖမ်းပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့ကိုနေကြော်ရတဲ့အမျိုးသမီးတဦးကပြောပါတယ်။အခုလိုစစ်အုပ်စုလက်အောက်ခံဌာနဆိုင်ရာဝထန်တွေရဲ့စစ်ဆေးမှုတင်းကျပ်လာတာကြောင့်စိုးရိမ်နေရတယ်လို့ကိုနေကြော်ရတဲ့နောက်ထပ်အမျိုးသမီးတဦးကဆိုပါတယ်။တနင်္သာရီတိုင်းသားအချို့ကကော့တောင်ဆောင်နဲ့ရနောင်းဘက်ချမ်းမှာနေထိုင်လေးရှိတယ်လို့ဆက်လက်ရဲ့တစ်ကြိမ်ကော့တောင်ဘက်ပြန်ကူးကတစိတ်တုံထူပြီးနောက်တစ်ကြိမ်ပြန်ဝင်လာလေးရှိပါတယ်။